Hello ချစ်တို့ရေရီဂျီတို့တာအမိရေပေါ့နော်တာအမိတာ3ယောက်ပါပေါ့နော်မနေ့အစောထပ်ပြီးတော့ရီဂျီလေးနဲ့လမ်းလျှောက်ရပါနော်မနေ့မိုးလေး9နာရီဆိုရီဂျီကကမကြီးရောက်နေပြီပေါ့နော်တာငယ်လေးကတော့ပြင်းနေရပါတော့ဒါကြီးကကျတော့ကင်မရာမဲပေါ့အခုဆိုရင်ရီဂျီတို့တောင်ပေါ်ကိုတက်တယ်ပေါ့နော်တာငယ်ကဖို့အစီအဆုံးရောက်နေပါပြီရှင်တာလက်ပေါ့နော်တာလက်ကရှေ့တော့လာတာဘာနဲ့လဲကြာတော့မိုးလို့ဆိုရင်ဘာထိုင်ကိုမထိုင်ရည်ပေါင်းနေဖြစ်တာလေရှင်ဒီလိုမနေ့တိုင်ပေါ့နော်အခုဆိုရှင်energy မှာနိုင်ရှော့ပြပေါ့နော်တာမီ3ယောက်နိုင်ရှော့တာဖြစ်ပါလေရှင်တာအကြည့်ပေါ့နော်တာငယ်လေးကစပင်းအောင်ကျန်းနေတယ်ဆိုတော့ပေါ့နော်စပင်းကိုဆွဲထားပြီးဖြစ်ပါလေရှင်တာကြည့်ပေါ့နော်တာလေးကတာငယ်လေးစပင်းကိုခိုင်းထားပြရပါတော့တာငယ်လေးကခိုင်းကြည့်ရဆိုလို့လေသူအဲ့လိုမျိုးဆွဲပြရပါတော့တာကြည့်ဒါဆွဲတော့ကောင်းမှာပေါ့နော်မနေ့ဆိုထပ်ပြီးတော့နိုင်ဆောင်ကြည့်ပေါ့နော်ငယ်လေးလူကြီးကနိုင်ဆောင်နေချဆိုတော့လေအခုကဝိတ်ကပြန်တက်လာရင်ဒီစီကမှကြာတယ်မရှော့ကြတော့ဝိတ်ကပြန်တက်အခုမှဝိတ်ကိုပြန်ချဖြစ်ပါလေရှင်လူကြီးတို့အခုနိုင်ဆောင်ပြီးတော့ပြန်ပြီးပေါ့နော်